ပညာပူတပြည့်စီကိုပြောတာပါပညာပူတပြည့်စီပညာပူတပြည့်စီစာပူလဲတာကိုပြောတာပါနော်ကျွန်တော်တန်ရှင်းဒီဘက်လောက်ခိုင်းတာအမိုက်ဒီဘက်ပွားနေစာပူဆိုတာဒါလှဲလို့ပြောတာပေါ့နော်တချို့ကတပြည့်စီကိုယူခိုင်းတာကိုစာပူလို့ပြောတဲ့လူတွေလည်းရှိတယ်ပေါ့နော်အမှားပါတယ်ဒီပြည့်စီကိုကျွန်တော်တို့ပညာပူလို့ခေါ်တယ်ပညာပူကတပြည့်စီတန်ရှင်းလောက်ခိုင်းဟိုနေရာဒီနာလှဲခိုင်းတာကိုကျွန်တော်တို့စာပူလို့ပြောတာပေါ့နော်ဒါဆိုရင်လှဲလို့ပြောတာပေါ့နော်ပညာပူကတပြည့်စီကိုပြောတာပါစာပူကလှဲတာကိုပြောတာပါတခါလေကျွန်တော်တို့တပည့်စီတွေပိုင်းတောင်းရင်စာပူလို့အဲ့လိုတောင်းနေပေါ့နော်အဲ့လိုမျိုးတွေ့နေရဒါဆိုရင်မှားပါတယ်စာပူဆိုတာကျွန်တော်တို့ဒါလှဲတာကိုပြောတာပါနော်ဒီပစ္စည်းကပညာပူလို့ပြောတာပါဥပမာဆေးတွေပိုင်းပုတ်ပေးတာတွေပိုင်းဆိုရင်လည်းကျွန်တော်တို့ဒါစာပူလို့သုံးတယ်ပေါ့နော်ဒီပစ္စည်းလှဲခိုင်းတာတွေပိုင်းပြောလို့ရှိရင်လည်းစာပူလို့သုံးပါတယ်ပညာပူကဒီပစ္စည်းစာပူဆိုတာလှဲခိုင်းတာကိုပြောတာပါတာနံပမမြင်ဘူးလို့ပြောတာပါနော်တာနံပမမြင်ဘူးတာနံပဆိုတာမမြင်ဘူးလို့ပြောတာပါမမြင်မိလားပေါ့နော်ကိုမင်းတာနံပမမြင်ဘူးပေါ့ဒီလိုမျိုးပြောတာပါတန်ကုန်းတာဝန်ကိုပြောတာပါတန်ကုန်းတာဝန်တန်ကုန်းတာဝန်ဆရာပတန်ကုန်းဒါဆိုရင်ဘသူတာဝန်ယူမှလဲလို့ပြောတာပါဆရာပတန်ကုန်းဘသူတာဝန်ယူမှလဲဆရာပတန်ကုန်းဘသူတာဝန်ယူမှလဲဆာယာတန်ကုန်းဂျာဝကျွန်တော်တာဝန်ယူပါမယ်ဆာယာတန်ကုန်းဂျာဝကျွန်တော်တာဝန်ယူပါမယ်ဆာယာတန်ကုန်းဂျာဝကျွန်တော်တာဝန်ယူပါမယ်လို့ပြောတာပါဆာယာဆိုတာကျွန်တော်တန်ကုန်းဆိုတာတာဝန်ဂျာဝဆိုတာဖြေလို့ပြောတာပေါ့နော်ဆာယာတန်ကုန်းဂျာဝကျွန်တော်တာဝန်ယူပါမယ်လို့ပြောတာပါဂျာဝရဲ့အဓိပ္ပာယ်ကတော့အဖြေပါဂျာဝဆိုတာအဖြေလို့ပြောတာပါဂျာဝဆိုတာအဖြေဒီနေရာမှာဆာယာတန်ကုန်းဂျာဝကျွန်တော်တာဝန်ယူပါတယ်လို့ပြောတာပါနော်ကူလစ်အရေကွန်ကူလစ်အရေကွန်ကူလစ်အရေကွန်အရေကွန်တွေပါလေအသားအရေကွန်ကိုကူလစ်လို့ပြောပါတယ်နော်ကူလစ်ဆိုတာအရေကွန်လို့ပြောတာပါတာပတူဒီဆိုတာဂယုမဆိုင်ဘူးလို့ပြောတာပေါ့နော်တာပတူဒီဂယုမဆိုင်ဘူးတာပတူဒီဂယုမဆိုင်ဘူးတာပတူဒီဂယုမဆိုင်ဘူးစင်ပစ်ကျင်းတော်လို့ပြောတာပေါ့နော်ကျင်းမြောင်းတဲ့ဟာတွေပါလို့ပြောတာပါစင်ပစ်ကျင်းတော်စင်ပစ်ကျင်းတော်စေဟတ်ကျမ်းမာတော်ပေါ့နော်စေဟတ်ကျမ်းမာရေးကောင်းတော်ပြောတာကျမ်းမာတော်လို့လည်းပြောလို့ရပါတယ်စေဟတ်ကျမ်းမာတော်ဂျန်ဂျီဂရီကိုပြောတာပါဂျန်ဂျီဂရီဂျန်ဂျီဂရီဂျန်ဂျီဂရီစံဘုံဆက်တီစံဘုံဆက်တီစံဘုံဆက်တီဥမာပိုက်ဆက်တာတွေဘာတွေကိုလဲစံပုံလို့ပြောတယ်တကယ်လို့တချို့ကနှစ်ကုန်လို့ရှိရင်ဥမာ3နှစ်ကနေ4နှစ်ပေါ့နော်စံပုံကဘာလဲဒီလိုမျိုးလဲပြောတယ်ပေါ့နော်မင်းထက်နေမှလားဒါမှမဟုတ်ပြန်မှလားပေါ့နော်စံပုံကဘာလဲဒီလိုမျိုးပြောပါရင်နော်နှစ်ပြည့်လို့မေးကနေကြရင်လဲဒီစံပုံစကားလုံးကိုသုံးပါတယ်မင်းထက်တိုးမှလားဒါမှမဟုတ်လို့ရှိရင်ပြန်မှလားပေါ့နော်စံပုံကဘာလဲဒီလိုမျိုးပြောပါတယ်နော်စံပုံဆိုတာဆက်တီပေါ့စံပုံဆိုတာဆက်တီလို့ပြောတာပါပိုက်ဆက်တာကိုစံပုံလို့ပြောသလိုစံပုံကဘာလဲမင်းပြန်မှလားဆက်နေမှလားကိုလည်းဒီလိုမျိုးပြောပါတယ်နော်ဦးစစ်မတိနဲ့မကင်နဲ့ဦးစစ်မတိနဲ့မကင်နဲ့ဦးစစ်မတိနဲ့မကင်နဲ့သဘောတစ်ခုကဆက်တွေပါတယ်ကိုကစက်တင်ချင်းပြီးလို့ရှိရင်ဒါဆိုရင်တချို့ပြောတယ်ဂျန်ကဦးစစ်မတိနဲ့နော်မကိုင်းနဲ့ဘာမှမလုံးနဲ့တော့ပေါ့သူတို့လုံးပြီးသားကိုမကိုင်းနဲ့မလဲနဲ့တော့ပေါ့နော်မတိနဲ့တော့ပေါ့ ages မလုံးနဲ့တော့လို့ပြောတာပေါ့နော်ဦးစစ်မတိနဲ့မကိုင်းနဲ့ဦးစစ်မတိနဲ့မကိုင်းနဲ့လို့ပြောတာပါနော်စညွန်းအပြုံး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 
ရေဟတ်အနာယူသည်ရေဟတ်အနာယူသည်ရေဟတ်အနာယူသည်မာဒူပြားရည်မာဒူပြားရည်မာဒူပြားရည်နာစီခမင်းနာစီခမင်းနာစီခမင်းနာစိတ်ကံတရားကိုပြောတာပါနာစိတ်ကံတရားနာစိတ်ကံတရားကာပက်ကိုဇောကာပက်ကိုဇောကာပက်ကိုဇောဂျာဟတ်သိုးသွမ်းသောဂျာဟတ်သိုးသွမ်းသောဂျာဟတ်သိုးသွမ်းသောဂျာဟစ်ချုပ်သည်ဂျာဟစ်ချုပ်သည်ဂျာဟစ်ချုပ်သည်